Redmi Note 11 5G ကျွန်တော်တို့9000 mAh battery ပါဝင်တယ်စွမ်းဆောင်ရည်ပိုင်းတက်တော့ Dimensity 700 SoC နဲ့အသုံးပြုပေးထားတာဖြစ်ပါတယ်เนาะကျွန်တော် Note 11 လေးပါ user guide ပါမယ် 0.7 လောက်အထူးချီလဲ silicon ပါမယ် Note 11 လေးပါပါမယ်ပေါ့ဒါကခဲအောင်ပါသူကအပြာခဲ black ဆိုပြီးတော့အယောင်3ယောင်ထွက်ရှိပါတယ်ကျွန်တော်ဒါကတော့ Redmi Note 11 လေးရဲ့ texture design အသားနာပါ30 megapixel main camera ပါမယ်နောက်2 megapixel 4K camera ပါမယ်နောက် Redmi တစ်စိတ် logo ပါမယ်ဒီမဲ့ flash me လေးပါမယ်ပေါ့ဒါသူ့ရဲ့ design အသင်ပြင်မှာ camera ဘိုင်းကြီးကတော့အရင်ထွက်တယ်လို့မခံစားပါဘူးကျွန်တော်အပေါ်မှာတော့ဒီမဲ့ 3.5mm audio jack ပါမယ်နောက် IR blaster ပါမယ် remote control လုပ်လို့ရမယ်ပေါ့ဗျာနောက် volume up down side mount fingerprint လေးပါပါမယ်နောက်ဒီ mono speaker ဒီမဲ့ပြီးရင်တော့ဒီမဲ့ type C port အောက်မှာ mic port ပါမယ်ဒီဘက်ကတော့ကျွန်တော်Sync ejector port လေးပါပါမယ်